ကိုလူကများလို့ရှိရင်သူတို့ခုံနေတောင်းခိုင်းပြီးတော့စီခိုင်းလို့ရနော်ကိုလူပဲနေရောက်တယ်ဟို73ရောက်73ရောက်သူတို့ကခုံတွေကိုပြန်စစ်ပေးတယ်နော်ခုံတွေပြန်စီပေးတယ်သူတို့ကိုလူရင်တဲ့ပုံစံမှာလို့ရနော်ဒီနေ့လေအေးလေးပါနော်ဦးချိန်မှာအေးလေးတစားကြတာပါမိသားစုတွေအေးလေးရေကဲမုတ်စုံမမကျင်နာမှာစားလို့ကောင်းပါတယ်တကယ်ကြီးမိတ်ဆွေတွေလည်းသွားစားကြည့်ပါဟိုပြီးဆက်မှာပါဒါကတော့မိုးချုပ်ပဲအချိုတဲတာပါနော်ကျောင်းကြီးစကေပွက်တီလို့အချိုတဲလိုက်ချိုပွဲလိုက်ကျွေးတယ်စကောင်းနဲ့ခေါ်ရတဲ့ဆိုင်နဲ့စကောင်းတယ်လူတီတွေလူစီတွေပါနဲ့အိတ်နေစားလို့အရင်ကောင်းတယ်စားခြင်းနဲ့တကယ်ချင်းမိတ်ဆွေများလည်းမေးလာလို့ရတယ်လမ်းညွှန်ပေးမယ်ဖေးရင်နဲ့အစုံစီတယ်မှာလဲကျွန်တော်ညီလည်းဒါနဲ့မကပွိုက်ကြီးအများကြီးထိပါစေလို့ဆုတောင်းပေးလိုက်တယ်